Hello ဒီနေ့ကာကိုပစ္စည်းတွေဝင်တာဗာလေးပါလဲတူတူကြည့်မယ်နော်ကဲပထမအဦးဆုံးသမီးရှင်နေတဲ့လူကမြင်ရလားပထမအဦးဆုံးလေးဒါအရင်ရောင်းကောင်းတဲ့ဆိုင်ရဒီဇိုင်းလေးပါကဲခြာလေးသူကလေဟို M2M ကထွက်တာမဟုတ်သူကနောက်တစ်ဆိုင်မှာဒီဒီဇိုင်းလေးတွေအရင်အမားတို့အရင်ရောင်းရတဲ့ဒီဇိုင်းလေးနောက်ထပ်တစ်ဆိုင်ရဝင်တာသူကတော့ quality လေးပိုကောင်းတာပေါ့နော်quality လေးပိုကောင်းတယ်ပြီးတော့ color ကျတော့သူက900လာမယ်ရှင်ကဲပြီးတော့ခြာလေး1K ရထွက်တာလေးပါရှင်ချစ်စရာလေးနော်သူလဲကာလာလိုင်းအနီတို့စင်စွယ်တို့ပါမယ်နော်ပြီးရင်ဗာလီလဲဆိုတာဖဲဆက်ကတ်ကလေးကဲဒါမျိုးဖဲဆက်ကတ်ကလေးပါမယ်ရှင်ဖဲဆက်ကတ်ကိုသူကတရေပြားနဲ့ basic လေးပါမယ်နော်ပေးသမီးဒါလေးဖြန့်ထားရရှိလားဒါဖက်နောက်တစ်ပုံလားဒါလေးကဖဲဆက်ကတ်နောက်တစ်ပုံပါသမီးပြင်မယူအနာဟို M2N တရားလေးပေးအစားလေးပေးကဲဒါလေးကလည်းဖဲဆက်ကတ်နောက်တစ်ပုံမှာသူကကာလာ900ပါနော်ကဲပြီးရင်ကဲဒီပုံလေးချစ်စရာလေးကဲဒါလေးရလေးအရင်ရောင်းမဲ့ပုံလေးပုံစံအစ်စ်ကလေးဒီ M2M ကဒီတစ်ပတ်အတွင်းထွက်တဲ့ပုံလေးအတွဲ100တောင်ပါမယ်ရှင်ဒီပုံလေးနော်ပြီးတော့ဖိုးသားအဲ့ဒါလေးရှိလားဒါလေးပါအောင်မယ်ဒါလေးချစ်စရာလေးတဲ့ပိတ်ဖောက်စာလေးကိုဒီလိုဆန်းဆန်းလေးနော်ဒါလေးပါမယ်ကာလာလေးသွားလေး300လားမသိဘူးပြီးတော့ကလေးအကြောက်ကက်လေးဟိုကြောက်ကက်လေးတွေအေးကဲပြီးတော့တမီဒီဒီဇိုင်းလေးနော်တော်ပင်ရထွက်တဲ့ပိတ်ဖောက်စာလေးဒီလိုအယုတ်ကလေးနဲ့နော်ဒါလေးပါမယ်သူကအစင်90လားမသိဘူးနော်ကဲပြီးတော့ဒါလေးတွေကြောက်ကက်တီရှက်ရင်လေး6လေး8လောက်ထိရတဲ့ဒီဇိုင်းလေးတွေ3ပုံလောက်ပါမယ်နော်ကဲဒါလေးလားဟာလားကလေးနောက်ထပ်ကြောက်ကက်ဟိုဟာလေးပါသေး M2M ထွက်တာလေးကလေးကဲဒီပုံလေးချစ်စရာလေးနော်ဒါလေးလည်းပါမယ်သူကာလာကလေး4-5ရောင်ပဲပါမယ်ဒါလေးတော့ပါပြီဒီဟာလေးဖြန့်ထားရှိလားကဲဒါလေးချစ်စရာလေးကဲဒီကြောက်ကက်လေးလဲလှရယ်နော်ရှိတာပဲရှိရင်မိုင်းဖြန့်ပြလိုက်မယ်နော်ခဏရလိုက်ပါသေးကဲဒါလေးကအမြင့်လိုင်းခြေကောင်ဝင်လေးချစ်စရာလေးနော်ဒီလိုတောက်လျှောက်ခွဲလေးပါအသားလေးအရန်ကောင်းတယ်ဒီလိုမျိုးလေးနှင်းစီပန်းကြွလေးနဲ့ပါရှင်ကဲပြီးရင်ကဲဒါလေးက oversize မေးထားတာလေးရောက်ပါပြီရှင်ကဲနော်ဒီလိုမျိုးအတန်က oversize ကလေးပါရှင်343638တပုံပါပါမယ်ရှင်ပြီးရင်သမီးဒါလေးပေးချင်းလေးဟောပြင်lollipop 1 set လေးပေးကဲဒါလေးချစ်စရာလေးနော် M2M ကထွက်တာလေးချင်းတော်လေးနော်ပကလာ300လာမယ်ရှင်ပြီးရင်မပုံလေးတင်ပေးပါမယ်ပြီး lollipop 1 set လေးပေးသမီးတော့300လားဟလား400လားဟလားကဲဒါလေးက lollipop 1 set ကလေးပါရှင်ကဲဒီလိုမျိုးအင်ကြီးတီးလေးရယ်ဒါမျိုးစကက်ကလေးဒါဘောင်းမီစကက်တင်တယ်ဒါလေးကဘောင်းမီစကက်ကလေးနော်ဘောင်းမီစကက်သူကလေပေါင်200လောက်ထိရမှာသိလားခါရလဲဒီမှာကြုံဆွဲလို့ရတယ်383940ထိဆွဲလို့ရတယ်1 set ကလေးသူက400